မျိုးတော်လည်းကြီးကနှစ်နှစ်ကြာခဲ့ပြီပပိုးတို့ပြည်သူတွေတော်တော်ပင်ပန်းနေပြီလားတော်တော်စိတ်တကြနေပြီလားတော်တော်ခွန်အားတွေရော့သွားပြီလားဆိုပြီးဘုံဘုံတို့မှာစိတ်အားငယ်မိတယ်ပေါ့နော်ကြာရင်ပဲမကောင်းဘူးလေကြာရင်လူတွေကတွေးသွားတတ်တာကြီးပဲချီးမွမ်း9 ရက်ကဲ့ရက်9 ရက်ဘယ်သူမှအကြာကြီးဘယ်ဟာကိုမှဆွဲမြဲမြဲမလုတ်ချင်ကြဘူးမလုတ်နိုင်ကြဘူးပေါ့ဟောဒီကနေ့တော့ဘိုးတို့ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုတွေခွန်အားတွေຫນွေဦးတော်လည်းရေးကိုပြီးကျင်တဲ့စိတ်ဓာတ်တွေကိုဘုန်းတို့မြင်ရတော့အင်မတန်မှဝမ်းသာရတယ်အင်မတန်မှခွန်အားတွေရပါတယ်ရင်ထဲနှလုံးသားရဲ့အသေးသေးတောင်တစ်စက်စက်တုံနှုတ်တဲ့အထီကိုဘုန်းတို့ဝမ်းနေမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့ပြည်သူတွေကငါတို့နောက်မှာရှိပါတယ်ငါတို့ပြည်သူတွေပါဝင်ကြပါတယ်မြန်မာနိုင်ငံမှာလူတန်းပေါင်း54 တန်းဟာပါဝင်ကြတယ်နိုင်ငံတကာရောက်နေတဲ့မြန်မာတွေတန်ယုံနေရှေ့သွား UN ယုံနေရှေ့သွားပြီးတော့ဆန္ဒတွေထုတ်ဖော်ကြတယ်ပါဝင်ကြတယ်အော်ငါတို့နောက်မှာပြည်သူတွေရှိပါသေးသလားငါတို့ပြည်သူတွေတွေးအေးတယ်လို့ဘသူတွေပြောကြတာလဲခွန်အားတွေအများကြီးရတယ်ဗျာဒီနေ့သိလားခွန်အားတွေအများကြီးရတယ်ပေါ့မျိုးတော်လည်းနှစ်တာကာလအတွင်းမှာဘဘတို့ silent strike အတန်တိတ်တပိတ်ပေါ့ဒါ4 ကြိမ်မြောက်ရှိခဲ့ပြီ4 ကြိမ်မြောက်စလုံးရာဂိုင်တို့အပြည့်ကိုအောင်မြင်ပါတယ်ရာဂိုင်တို့အပြည့်ကိုအောင်မြင်ပါတယ်ဒီကနေ့အတန်တိတ်တပိတ်ထူးထူးခြားခြားဘယ်လိုဖြစ်စဉ်တွေကိုမြင်တွေ့ရလဲဆိုရင်နေပြည်တော်မှာအတန်တိတ်တပိတ်ကြီးကပါဝင်နေတယ်ဗျာဘုန်းတို့ပြည်သူတွေမေးကြည့်ပါနေပြည်တော်တို့မော်လမြိုင်တို့ပြင်ဦးလွင်တို့အဲ့ဒါဘသူတွေအများဆုံးနေထိုင်တဲ့မြို့လဲလို့မေးကြည့်လိုက်နေပြည်တော်ဆိုတာစစ်ခွေးတွေအများဆုံးနေထိုင်တဲ့ပြင်ဦးလွင်ဆိုတာစစ်ခွေးတွေအများဆုံးနေထိုင်တဲ့မြို့မော်လမြိုင်ဆိုတာလဲစစ်ခွေးတွေအများဆုံးနေထိုင်တဲ့မြို့နောက်ပြည့်ညက်သွားရဓာတ်သက်ပါတဲ့မြန်မာနိုင်ငံထဲကမင်းတပ်မြို့တို့ရန်ကုန်ထဲကဗိုလ်ချုပ်ဈေးတို့အဲ့ဒီလိုနေရာမျိုးတွေကအစအတန်တိတ်တပိတ်မှာပါဝင်နေဆိုတော့နေပြည်တော်မှာရှိတဲ့မဲအောင်လိုင်းတို့အုပ်စုတွေကအစပါဝင်လာလားဒီလိုမေးစရာတွေးစရာကြီးဖြစ်သွားတယ်ဗောနော်ဟာနေပြည်တော်မှာမဲအောင်လိုင်းတို့စစ်ကွေးတွေနေပါလျက်နဲ့ဘာကြောင့်နေပြည်တော်မြို့ကြီးဟာ6 ကန့်ငြိမ်သက်ပြီးတော့အတန်တိတ်တပိတ်ကိုပါဝင်ရတာလေအဲ့ဒါအံ့ဩဖို့ကောင်းတယ်နော်နောက်ပြင်ဦးတွေဆိုလို့ရှိရင်စစ်ခွေးတွေသူတို့မိသားစုတွေအများကြီးနေထိုင်ကြတယ်ဒီစစ်ခွေးတွေအများကြီးနေထိုင်တဲ့ဒီပြင်ဦးတွေမျိုးကြီးဟာ6 ကန့်ငြိမ်သက်ပြီးဘာကြောင့်အတန်တိတ်တပိတ်ကိုပါဝင်ရတာလဲမော်လမြိုင်မြို့တို့မန္တလေးမြို့တို့ဟာလားဈေးနာမည်တော်မှဗိုလ်ချုပ်ဈေးတဲ့မင်းတပ်မြို့အစရှိသည်ပေါ့ထူးထူးခြားခြားဒီစစ်ကောင်စီရုံးဆိုင်တဲ့စစ်ကောင်စီတွေစစ်ခွေးတွေအများဆုံးနေထိုင်တဲ့မြို့ကြီးတွေကအစ66 ကတ်နဲ့အတန်တိတ်တပိတ်မှာပါဝင်နေဆိုတော့ဒီຫນွေဦးတော်လည်းကြီးကဘဘတို့ဘာမနိုင်ဘယ်သူနိုင်မလဲနော်ဒါသိအံ့ဩစရာကောင်းတယ်ဟိုတို့ပြည်သူတွေမှတ်မိသလားမသိဘူး2020ရွေးကောက်ပွဲခေါ်တာပေါ့2020ရွေးကောက်ပွဲမှာကြက်ဖို့ပါတီကနေပြည်တော်မဲဆန္ဒတန်ထီနောက်ကြမဲတွေနဲ့ဗျာသူတို့နေပြည်တော်မှာအနိုင်ရတယ်အဲ့ဒီတနေရာပဲအနိုင်ရတယ်ကျန်တဲ့နေရာတွေအကုန်ရှုံးတယ်တန်ထီကနောက်ကြမဲဘုတ်တွေ
ဘယ်ကလာမှမသိတဲ့မဲဘုံနေနဲ့နေပြီးတော့မဲဆန္ဒနယ်မှာအနိုင်ရတယ်ဆိုပြီးတော့ကျင့်ညာတကယ်တော့အဲ့ဒီမဲဘုံတွေအကုန်လုံးကသူတို့ဘာသူတို့ကြံ့ကြံ့မှန်မှန်လှုပ်ထားတဲ့မဲဘုံတွေဗျာဒါကြောင့်2020ရွေးကောက်ပွဲမှာနောက်ကျမဲတွေနဲ့နေပြီးတော့မဲဆန္ဒနယ်တန်းထေးကမဲအနိုင်ရရှိခဲ့တယ်ပဲထားအခု2023လေဗျာအတန်တိတ်တပိတ်လောက်တာ၄ချိန်ရှိပြီလေဘာကြောင့်နေပြည်တော်ကပါရတာလဲ2020ရွေးကောက်ပွဲတော့မှတန်းထေးကနောက်ကျမဲတွေနဲ့အနိုင်ရသေးတယ်ဆိုရင်ဒီကနေ့ဘိုးတို့ပြည်သူတွေလှုပ်တဲ့အတန်တိတ်တပိတ်ကိုဘာကြောင့်နေပြည်တော်မြို့ကြီးကပါရတာလဲဘာကြောင့်မော်လမြိုင်လူမြို့ကြီးကပါရတာလဲဘာကြောင့်ပြည်ဦးလွင်လူမြို့ကြီးကပါရတာလဲဒါတိတ်အံ့ဩစရာကောင်းတယ်ပေါ့နော်ဒါကြောင့်ဘုံဘုံတို့အတန်တိတ်တပိတ်မှာမင်းအောင်လိုင်းတို့အုပ်စုတွေကအစပါဝင်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့မင်းအောင်လိုင်းရဲ့လောက်ရက်ဒီမှန်သမျှဒီဘယ်ဥပဒေပညာရှင်ကပုံမှဘလောက်နဲ့ပဲတိုင်ဥပဒေတွေမညီညွတ်ဘူးလေအာဏာသိမ်းခဲ့တာကနိုင်ငံတော်ပုံကံမှုကြီးပြတို့ရဲ့ပထွေတန်းရွှေရေးဆွဲခဲ့တဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးနဲ့တော့မညီဘူးအဲ့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုကျော်လွန်ပြီးတော့သမ္မတကြီးကိုဖမ်းခဲ့တယ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုဖမ်းခဲ့တယ်ရွေးကောက်ပွဲအနိုင်ရပါတီတွေကိုဖမ်းခဲ့တယ်ရွေးကောက်ပွဲဥဆောင်လုပ်ပေးတဲ့သူတွေကိုဖမ်းခဲ့တယ်ဒါတွေအကုန်လုံးကတရားဥပဒေနဲ့မှမညီတာပြီးတော့ကာလုံစည်းဝေးပွဲတွေခေါ်ခဲ့တယ်အခုလည်းကြည့်လေပုံပါဆိုလို့ရှိရင်ဒါ2နှစ်ပြည့်သွားပြီအဲ့တော့နောက်6လတဲ့အခုသူတို့တက်တန်းထပ်တိုးတာပေါ့မြန်မာနိုင်ငံရဲ့အခြေအနေကတာမန်မဟုတ်သေးဘူးတာမန်မဟုတ်အောင်ပြည်သူကလှုပ်ထီတာမှမဟုတ်တာအခုကုန်စည်နှုန်းတွေတက်တယ်ပြည်သူတွေအလုံးမရှိဘူးသူများနိုင်ငံမှာမြန်မာနိုင်ငံသူနိုင်ငံသားတွေရောင်းစားခံနေရတယ်မီးတွေမလာဘူးအင်တာနက်တွေမရဘူးဒါတွေအကုန်လုံးဟာမင်းအောင်လိုက်ကြောင့်ဖြစ်လာတာလေ2021ကနေ2023ထိဖြစ်လာသမျှပြဿနာတိုင်းအကုန်လုံးဟာမင်းအောင်လိုင်းကြောင့်ပဲမင်းအောင်လိုင်းအာဏာယူလို့ပဲသူတို့မင်းအောင်လိုင်းအာဏာယူလို့ဖြစ်ပေါ်လာတဲ့ဒီပြဿနာတွေကိုဘုန်းတို့ပြည်သူတွေကိုလွှဲချလို့မှမရတာမင်းအောင်လိုင်းကြောင့်ဒီပြဿနာတွေဖြစ်လာတာလေအဲ့ဒါကိုသူတို့ကပဲဆက်ပြီးနောက်ထပ်6လသူတို့ဩဂုတ်လမှာရွေးကောက်ပွဲလုပ်မယ်အခုနောက်ထပ်6လဆိုတော့ရွေးကောက်ပွဲလုပ်တဲ့အထိရွေးကောက်ပွဲလုပ်နေစေအထိအာဏာဆက်သိမ်းတာပေါ့အဲ့ဒီခါကျရင်လည်းပဲရွေးကောက်ပွဲမအောင်မြင်ဘူးမလုပ်နိုင်ဘူးဆိုရင်လည်းနောက်ထပ်6လဆိုပြီးထပ်တိုးမှာပဲသူတို့မသိမချင်းကတော့6လပေါင်းများစွာနဲ့6လပေါင်းအကြိမ်ရေများစွာနဲ့တက်တန်းတိုးနေမှာပဲဘုရားဘယ်ဥပဒေပညာရှင်ကဥပဒေနဲ့မညီဘူးကြိုက်တဲ့လောက်ပြောနေပါစီအဲ့ဒါတွေကအထိပ္ပယ်မရှိတော့ဘူးလေမင်းအွန်လိုင်းတို့ဒီစစ်ခွေးအုပ်စုကိုဘယ်ဥပဒေနဲ့မှတွားပြီးမတိုင်းနဲ့သူတို့လူစကားနားမလဲဘူးလူစကားနားမလဲဘူးဒါကြောင့်သူတို့မှာဥပဒေဆိုတာကိုမရှိဘူးဥပဒေကိုတော့မှသူတို့ကလူသက်လက်နက်ဖြစ်အောင်လုပ်ပလိုက်တာလीမင်းအောင်လိုင်းတို့အထက်မှာဘယ်သူမှမရှိဘူးဥပဒေကိုတော့လူသက်လက်နက်လုပ်ပြီးတော့ပြည်သူတွေကိုဥပဒေနဲ့ပြန်တက်နေတာဒါကြောင့်ဘယ်ဥပဒေနဲ့မှမင်းအောင်လိုင်းတို့သွားပြောလို့မရ
တနတ်နဲ့ပဲစကားပြောလို့ရတယ်ကြည်စံနဲ့ပဲစကားပြောလို့ရတယ်ဒါရှင်းနေပြီးသားပဲပေါ့နော်ဆိုတော့မင်းအောင်လှိုင်တို့ဒါနိုင်ငံတော်ပုတ်ကန်ခဲ့တာပြည်သူတွေကိုရဲရဲဆက်ဆက်အကြမ်းဖက်တပ်ဖြတ်ခဲ့တာနှစ်နှစ်တေးတေးပြည့်တဲ့နှစ်ပေါ့ဗျာအခုလိုဘဘတို့ပြည်သူပြည်သားတွေကဒီကနေ့ပြည်လုံးကျွတ်အတန်တိတ်တပည့်ကြီးကိုပါဝင်တဲ့အတွက်ကြောင့်ဘဘတို့ပါရှေ့ဆက်ဖို့အတွက်ခွန်အားတွေအများကြီးရတယ်ပြည်သူတွေကိုကျေးဇူးတင်ပါတယ်တချို့ပြည်သူတွေဓာတ်ပုံရိုက်လို့ဆိုပြီးတော့တယောက်စားနှစ်ယောက်စားအဖတ်ခံရတာတွေဆိုရှယ်မီဒီယာပေါ်မှာတွေ့တယ်သူတို့အတွက်အင်မတန်မှဝမ်းနည်းမိတယ်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အခုဘဘတို့ပြည်သူတွေပါဝင်ဆွေးနွေးတဲ့ဒီကနေ့အတန်တိတ်တပိတ်ကြီးမှာလမ်းမပေါ်ထွက်ပြီးစန္ဒပြတာဆိုလို့ခွေးတွေပဲရှိတယ်ခွေးတွေရှိတယ်9000စားတွေရှိတယ်မိုက်ကယ်ကျော်မြင့်ဦးဆောင်တဲ့တက်ထောက်ခံပွဲလူ100တောင်မရှိဘူးဗျာဘယ်လောက်ရှက်စရာကောင်းလဲသူတို့စစ်တပ်ထောက်ခံတဲ့သူဒီလောက်ရှားရလားအခုမဘာသာအဖွဲ့အစည်းတွေပြူစော်ဒီအဖွဲ့အစည်းတွေသွေးသောအဖွဲ့အစည်းတွေကြံ့ဖို့အဖွဲ့အစည်းတွေတခြားစစ်တပ်ထောက်ခံတဲ့ပါတီတွေသူတို့မှသင်္ချာနီးအရာအများကြီးရှိတယ်ဆိုပြီးသူတို့ပြောနေတာတကယ်တမ်းဒီနေ့လမ်းပေါ်ထွက်လာတော့ဘယ်နှယောက်ရှိလို့တော့လူ100တော့မပြည့်ဘူးအဲဒီလိုထွက်လာတော့လဲ UG တွေ PDF တွေကိုသူတို့ကြောက်ပြီးတော့လူလေး100လောက်ကိုလုံခြုံရေးတွေမနှဲမနှောနဲ့ထွက်လာရတာစဉ်းစားကြည့်ဒါကြောင့်ဒီကနေ့လိုနေမျိုးကြီးမှာဘဘတို့ပြည်သူတွေလောက်တဲ့အတန်တိတ်တပိတ်ကိုစကျင်တယ်ဆိုရင်နေပြည်တော်လိုမျိုးကြီးမှာမင်းအောင်လှိုင်ရဲ့အုပ်စုတွေအများကြီးဘဘတို့တွေ့ရမယ်လေမန္တလေးလိုမျိုးကြီးမှာမော်လမြိုင်လိုမျိုးကြီးမှာရန်ကုန်လိုမျိုးကြီးမှာမင်းအောင်လှိုင်ရဲ့အုပ်စုတွေနည်းနည်းထောင်နဲ့တောင်းနဲ့တော့ခြီးပြီးတော့ထွက်လာရမှာလေဗျာအခုကရှိမှမရှိတာအဲ့တော့မင်းအောင်လှိုင်အုပ်စုတွေဘယ်ရောက်ကုန်လဲမရှိတော့ဘူးဒါကြောင့်ဘုံဘုံတို့ခဏခဏပြောနေတာလေဒါဒီကနေ့ကတက်သေးပဲဟာစစ်တပ်မှာတနက်ကံပြီးစစ်တိုင်းထိုင်တဲ့စစ်သားမရှိတော့ဘူးအဲ့ဒါဒီကနေ့ကတက်သေးပဲလေတကယ်လို့ရှိကြည့်ပါလားလမ်းမပေါ်မှာအများကြီးထွက်လာမှာပေါ့ဒါကြောင့်မင်းအောင်လှိုင်စစ်တပ်ထဲမှာပဲဖြစ်ဖြစ်မင်းအောင်လှိုင်တပ်ကိုထောက်ခံတဲ့သူပဲဖြစ်ဖြစ်အပြင်ရောအတွင်းရောမရှိတော့တက်ပြက်နေကြပြီသူတို့ကြောက်လန့်နေကြပြီတုံလုံးနေကြပြီထွက်ပြေးကုန်ကြပြီဒါဒီကနေ့ကဘိုးတို့ညင်းလို့မရဘူးတက်သေးပဲတကယ်လို့သူတို့တက်ထောက်ခံတဲ့သူတွေအများကြီးရှိကြည့်ပါလားဒီကနေ့မြို့ကြီးပြကြီးတွေမှာတက်ထောက်ခံပွဲဆိုပြီးလူထောင်နဲ့ချီပြီးတော့တွေ့ရမှာပေါ့ဒါကြောင့်တက်ပြင်ပါရောတက်တွင်းပါရောစစ်တပ်ထောက်ခံတဲ့သူတွေတနက်ကင်ပြီးစစ်တိုက်နိုင်တဲ့သူတွေဟာရေခဲချောင်းလိုပဲလုံးပါနေပြီးဘာမှဟိုလိုမရှိတော့ဘူးသူတို့ကလက်နက်ကြီးပဲရှိတော့တယ်အဓိကလက်နက်ကြီးဆိုတာကလည်းလေရင်ပါပဲလေပါပဲဆိုတော့တရင်ကောင်းတစ်ခုနေတယ်ဘိုးတို့ဘာတွေ့ရလဲဆိုရင်ဒီကနေ့မြန်မာစစ်တပ်ကိုတဲ့လေစီတင်ဖို့ရောင်းချနေတဲ့ဘသူကိုမဆိုပေါ့နာမည်တော့တက်ထတာမပါဘူးဓာတ်ကပိတ်ဆို့အရေးယူရဲဆိုပြီးတော့မှကနေဒါရဲ့ဩစတြေးလျရဲ့ဗြိတိန်ရဲ့အမေရိကန်ရဲ့အခုမင်းအောင်လှိုင်စစ်တပ်ကိုလေရင်စီတွေရောင်းချနေတဲ့သူတွေကိုနိုင်ငံပေါင်း၄နိုင်ငံကဒါကြေညာချက်ထုတ်တာနည်းနည်း6ဟန့်တာသတိပေးတာပေါ့မြန်မာနိုင်ငံတွေကမင်းအောင်လှိုင်အတွက်လေရင်စီဝယ်ပေးနေတဲ့ကုမ္ပဏီတွေကိုဓာတ်ကပိတ်ဆို့ရေးယူတယ်နောက်တခြားနိုင်ငံပြည်ပနိုင်ငံတွေကမင်းအောင်လှိုင်ကိုလေရင်စီရောင်းပေးနေတဲ့သူတွေကိုလည်းပဲဒီနိုင်ငံကြီး၄နိုင်ငံက
မယောင်းဖို့ဒီကနေ့တားမြစ်တယ်သူတို့၄နိုင်ငံပူးတွဲကြေညာချက်ထုတ်တယ်ပြောချင်တာကအရင်တော့ကဒီမင်းအွန်လိုင်းရဲ့ဥပိုင် MOGE ကုမ္ပဏီပေါ့အဲ့ဒီ MOGE ကုမ္ပဏီတွေဒီလေစီနဲ့ပတ်သက်တာတွေကိုနိုင်ငံတကာကမသိကျင်အောင်ဆောင်နေကြတာMOGE ကုမ္ပဏီကိုနာမည်တက်ပြီးတော့စီးပွားရေးပိတ်ဆို့ရေးယူတာတွေဖို့တို့အားနေတယ်။နောက်မဲအောင်လိုက်ဒီလောက်ပြည်သူတွေကိုလေစီတွေလေနဲ့ဘုံကျဲနေတာကိုသိပါလျက်နဲ့ဒီလေစီတွေကိုတန်ခတ်ပိတ်ဆို့အရေးယူမှုတွေအားနေတယ်။ဒီကနေ့ဖို့တို့ပြည်သူတော်လှန်ရေး2နှစ်ပြည့်တဲ့နေ့မှာနိုင်ငံကြီး၄နိုင်ငံကပူးတွဲပြည်တွင်းပြည်ပဒီကုမ္ပဏီတွေနဲ့စစ်အာဏာရှင်တွေကိုတန်ခတ်ပိတ်ဆို့ရေးယူပေးတာကိုတွေ့ရတယ်။ MOGE ကိုလည်းတန်ခတ်ပိတ်ဆို့ရေးယူပေးတာတွေ့ရတယ်။လေးစီဝယ်ပေးနေတဲ့ကုမ္ပဏီတွေကိုလည်းတန်ခတ်ပိတ်ဆို့ရေးယူပေးတာတွေ့ရတယ်။နောက်နိုင်ငံတကာကိုလည်းပဲဒီလေးစီတင်ဖို့ရောင်းချမှုတွေကိုတတိပေးတာတွေတွေ့ရတယ်ဆိုတော့ဒါကောင်းတဲ့ရလက်ပဲဒီတိုင်းဆိုမင်းအောင်လိုက်မကြတော့လေစီတွေဝယ်ဖို့ခက်လာမယ်နောက်ဆုံး no fly zone တွေတတ်မှတ်တာတွေခံရလာနိုင်တယ်အဲ့ဒီခါကျရင်ဘိုးဘိုးတို့ຫນွေဦးတော်လည်းရပြီးမလောက်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါဝမ်းသာစရာကောင်းတဲ့သတင်းတစ်ခုပေါ့